အဲ့ဒီဖျားကြီးကတပတ်ကဖျားကြီးကဘက်ဆောင်ပြုပြင်မမှန်မှုလုပ်ငန်းတွေကအပတောင်ယူပြီးလုပ်ခဲ့တာဟုတ်ကဲ့ပါကြာလာပြီလွန်ခဲ့တဲ့နှစ်ပေါင်း30လောက်ဖြစ်သွားဟုတ်ကဲ့ပါဖျားကြီးကပြုပြင်မမှန်ထီတော့ပါပါတယ်ဟုတ်ကဲ့ပါတကယ်တော့ဆိုတော့ဒီဖျားကြီးကအခုရွှေရမရှိတော့ဘူးလေနှစ်ပေါင်း20ကျော်ကာလဆိုတော့ရွှေတွေအကုန်လုံးပျက်စီးကုန်တယ်အကြောင်းဖျားကြီးကိုပြန်ပြီးတော့တပ်ပဲအောင်တက်တယ်အောင်ရွှေချမှာဖြစ်မယ်ဘာမှလည်းရွှေဝေကြီးပေါ်လေးတတ်နေတော့ဒီကနေ့အဲ့တော့အလူရှင်တွေကလည်းဝိုင်းပြီးကြတန်းကြတယ်ကိုယ်အဲ့ဖြစ်တဲ့ကကပ်ဖြစ်သွားဟုတ်ကဲ့ပါပါစစ်စင်ကကပ်တယ်ဆိုတဲ့နေရာမှာဒါရှေးအောင်ရည်ကြီးမှုရှိနေဖြစ်တယ်ဆိုပြီးတော့ဒီပညာရှင်တွေကပြောကြတယ်ပြောကြတဲ့ခါကျဒီရှေးအောင်ရည်ကြီးဆိုတဲ့နေရာမှာလုံးဝမသိဘူးဒါမှဒါသူ့ရဲ့တန်ဖိုးပေါ့နော်ဆိုတော့ဒီဟာရွှေဖျားကိုရှေးအောင်ဖျားကိုရွှေချတယ်အတက်ပြီးတော့အမှုနဲ့တည်ပျက်စီးရဆိုပြီးတော့ပြောကြတယ်ဆိုတော့ဟိုဘာနေရအောင်ဒီဘုံပါလူတွေကပြောကြတယ်ဟုတ်ကဲ့ပညာရှင်တွေကပြောတာပါပညာရှင်ဆိုတော့ဘယ်လိုပညာရှင်မျိုးလဲဒီသုကပညာရှင်ပါဒီရှေးအောင်ရေမဝင်တဲ့ထိန်းသိမ်းတဲ့ဒီသုကပညာရှင်တွေပါပါအေးအဲ့ဒါဆိုရင်ရွှေစုံဘုရားကြီးကြောင့်ဘာလို့ကျွေးနေတင်လာကြလဲဟုတ်ကဲ့ပါအဲ့ဒါကြောင့်မို့လို့ပကံက UNESCO မဝင်တော့ဘူးလို့ပြောပါစီမံစည်းကမ်းနေနဲ့မကိုင်းနေတော့ပေါ့နော်ဟုတ်ကဲ့တို့မြန်မာရိုးရာရည်ရှိလို့တရားဆိုတော့ရွှေရှိရတယ်ဟုတ်ကဲ့ပါရှင်နော်အဲ့တော့တို့ပကံဒေသမှာဆိုရင်ရှေးအောင်ဘုရားကြီးတော့အများကြီးပေါ့ကွာဟုတ်ကဲ့ပါဟုတ်အဲ့ဒီမှာမှအထင်ကရဘုရားကြီးတွေကတော့ရွှေရှိရမယ်ရွှေရှိရမယ်ဆိုတာတို့ရခိုင်နဲ့ပေါ့ဒီပေါ်မှာများဆိုတာသင်္ကန်းကတ်ခဲ့တဲ့ဘုရားတွေကကျေးဇူးတင်ဘုရားရှိတယ်နောက်ပြီးရှင်အနန္ဒဘုရားရှိတယ်အဲ့ဒီဘုရားကြီးတွေအများအားရွှေစင်ကတ်နောက်ပြီးတော့ကျန်တဲ့ခင်ပေါ်ကြော်ကြားတဲ့ဘုရားကြီးတွေရှိသေးတယ်ကောတော့ပတ်လို့ဟုတ်ကဲ့ပါရှင်အဲ့တော့အဲ့လိုကြီးကျယ်တဲ့ခမ်းနားတဲ့ဘုရားကြီးတွေကြောင့်သင်္ကန်းကတ်တာပေါ့ပဲမြန်မာတို့ရဲ့ရိုးရာရည်မှုပုံစံဆက်လာရတို့ကထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတွေပေါ့ဟုတ်ကဲ့ပါဟုတ်လားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံတခြားနိုင်ငံတွေနဲ့မတူဘူးဟုတ်ကဲ့ပါတခြားနိုင်ငံတွေဆိုတာကတော့သူတို့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမဟုတ်တဲ့အတွက်ဘာမှလည်းမပြုတ်ပြင်ဘူးရှေးအောင်တိုင်းပဲထားတာတို့ကတော့ဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာတော့မထေရဝါဒဗုဒ္ဓဘာသာအကွယ်ဟုတ်ကဲ့ပါအဲ့တော့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဆိုတာဖျားဆိုရင်လည်းရွှေရှိရတယ်အဲ့တော့အားလုံးဘုရားတွေကိုရွှေသင်္ကန်းကတ်တာမဟုတ်ဘူးအထင်ကရဘုရားကြီးတွေကိုရွှေသင်္ကန်းကတ်တယ်ကြံတဲ့နေရာဒေသတွေကတော့ကြံတဲ့ရှေးအောင်ရည်ကြည်မှုဒေသတွေကတော့ရှေးအောင်တိုင်းပဲထားတယ်ဘာမှရှေးဟောင်းကိုအမတန်မှမြန်လို့တဲ့ပုံကူပါကွာဟုတ်ကဲ့ပါရှင်ဟိုဒါပေမဲ့ပေါ့နော်ဟိုဘာဒီရှေးသင်္ကန်းကလိုက်တဲ့အတွက်ကြောင့်မို့လို့ငကုံမူလာနဲ့ရပြတ်သွားတယ်ဆိုပြီးတော့ပြောတဲ့အချိန်ဟိုဘာအနေနဲ့ကတိရတာနဲ့ဒါကိုယ့်ရဲ့စေတနာနဲ့ဘုရားဘာသာဘုရားဘာသာကျွန်တော်တို့ကအမြဲတမ်းကြားဆိုတာရွှေရှိမှတင်တယ်လို့ပြောကြတယ်။ဒါပေမဲ့အဲ့ရွှေရှိမှတင်တယ်ဆိုတဲ့ဟိုအတွေးခေါ်ကြောင်းလို့ပဲမြန်မာပြည်မှာရှိတဲ့ဒီကြောင်းအမှုနည်းတွေတော်တော်များများကပြည့်စည်သွားတယ်လို့ပြောတယ်။ဘယ်သူကပြောလဲ။အဲ့လိုပြည့်စည်တယ်လို့ပြောတဲ့ပုံကနာမည်ပြောပြ။ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့။ပြောနာမည်ပြော။နာမည်ပြောကျွန်တော်တို့ဆော့ဆော့လေးလေးပြောတာ။ဟာဒါပြင်ငါကြတော့ဘာလို့လာမင်း။ကဲ။မီးလာတော့ဘာလဲကျွန်တော်တို့ကနှစ်ဖက်လာမင်းရမယ်။ဒီကိစ္စကြရအောင်။ဒီကိစ္စဟဲ့။ဟာမင်းတို့ကတော့ရေးရသားတာမှာဘယ်မလိုက်နဲ့ကွာမီဒီယာဆိုတာကဘယ်လိုက်လို့မရဘူးဟုတ်ကဲ့ပါရှင်းအောင်ရင်ကျင်းမှုတို့မင်းဗုဒ္ဓဘာသာမှာပါတယ်ဟုတ်ကဲ့ပါဘာဒီလိုပုံစံလာတယ်ဘယ်လိုက်ကိုရေးရမှာဘာလို့လာဆိုကိုယ်တိုင်ရေးရအောင်ဆက်ပါရေးတာစေတနာနဲ့ဒီလိုချက်ကဒါကြောင့်မလို့ပေါ့နော်တို့ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံကွာဟုတ်ကဲ့ပါရှင်းအောင်ရင်ကျင်းမှုဆိုတာလဲရှင်းအောင်ငါရှင်းအောင်ရင်ကျင်းမှုတွေပုံထင်းခဲ့တာပဲဟုတ်ကဲ့ပါပကံမျိုးကြီးတို့ကလုံးရှင်းအောင်ရင်ကျင်းမှုငါကိုယ်တိုင်ထင်းခဲ့တာနော်ရှင်းအောင်နန်းတော်ကြီးတွေငါကိုကြည်တော်ခဲ့တယ်ဟိုနေခတ်တော်ကြီးကနန်းတော်ကြီးကဆောက်ခဲ့တယ်မန္တလေးနန်းတော်ကြီးဆောက်တဲ့ကကျွန်တော်ကကိုကြည်ပါဘူးပဲဒါပေမဲ့ဒီဆောက်ခဲ့တာတော့ကိုကြည်ဘူးဆောက်ခဲ့တာဒါနဲ့မန္တလေးဒေသရှေးအောင်ပြားတယ်ဝင်ကြည့်အကုန်လုံးငါပြန်ပြီးထိန်းသိမ်းခဲ့တာဟုတ်ကဲ့ပါရှင်နော်အဲ့ဒါကိုမင်းကဘာလို့ငါquestion လာပြီးရှုဟို question လာပြီးရှုတော့မဟုတ်ဘူးပေါ့နော်ဘာဒီထိန်းသိမ်းရမယ်ဆိုတာလက်ခံတယ်ဘာလို့လဲဆိုတော့ဒါရမထိန်းသိမ်းတော့ပြတ်သွားမှာပေါ့ဒါပေမဲ့ထိန်းသိမ်းနေဆိုတဲ့နေရာမှာကအခုတထုံညာတွေမှာစတွေ့နေရတယ်ဒီလိုပြရတဲ့ခါမှာဒါတော့ထားလိုက်တော့ပေါ့နော်ရှိခဲ့တာဒါပေမဲ့အခုချိန်မှာစဖျားကိုပြင်နေဆိုတဲ့နေရာကိုတကယ်ပညာရှင်ပညာတတ်ပညာရှင်တွေနဲ့မတော့ပဲနဲ့ဟိုတန်တန်လို့သမားဆရာလောက်ကနေပြီးတော့ဒီရှင်းအောင်အမွေနဲ့ဟိုဘီလန်နေကြရတော့ငါ့ကိုတာမန်အဲ့ဒီအလုပ်သမားနဲ့ခိုင်းတယ်လို့မင်းယူဆနေသလားဟုတ်ကဲ့ပါမပြောဘာလို့မင်းအဲ့လိုငါ့ကို question ဘာလို့မေးတာလဲဟုတ်ပြောပါဒါပေမဲ့ဒါလေးဖြစ်ခဲ့တာအခုလည်းဒါလေးဖြစ်နေတာပေါ့အဲ့တော့ဒါလေးကိုဆက်တက်ပြီးတော့ဗာပြောချင်တယ်လို့ဟုတ်မေးတာပါငါ
ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံကွာ ဟုတ်ကဲ့ပါ နော်အဲ့ပညာရှင်ဆော်လာပညာရှင်ငါးရီမဲ့ပြောအဲ့ဒီဘုရားတွေကပြုပြင်မွမ်းမံတဲ့အချိန်မှာငါ့ကိုပါပြောတဲ့ဆိုသမိုင်းပညာရှင်များပြောတယ်ကွဒါဒီစက်ပြီးထားပါတဲ့ဘာမှမပြုပြင်ပါနဲ့တို့မပြုပြင်မှုထားရင်တို့အဲ့လာတွေတစ်ဖြည်းဖြည်းနဲ့ပျက်စီးကုန်မှာပေါ့ပကံဘုရားတွေကယခင်တော့မှပကံဘုရားပေါင်းမှာဒီမဲ့မဲအဲ့ဒီမှာပကံဘုရားပေါင်းတော့ရှိတယ်အဲ့ဒါကိုဒီအတွက်မဲအဲ့ဒီမှာအခုတဝက်လောက်ကပျက်စီးသွားပြီအဲ့ဒါမပြုပြင်လို့မထိမ့်သိမ်းလို့နော်အခုတို့လက်ထက်မှာတို့လက်ထက်ဆိုတာတို့အခုနောက်ပိုင်းကာလပေါ့ကွာကာလမှာဘုရားတွေကိုဘုရားကုန်းတွေကိုပြန်ပြီးတော့ဘုရားတွေပြန်ပုံ ဟုတ်ကဲ့ပါဆရာ တခင်တော့ဘုရားကုန်းဆိုတာမရှိတော့ဘူးမြေကြီးမှုလေးအဲ့ဒီမြေကြီးကိုခေါ်လိုက်တဲ့ခါကျတော့အောက်ကဥပ္ပိထွက်လာတယ်အဲ့ဒါကိုပြန်ပြီးဘုရားပြန်ပြီးတော့မူလပုံစံမပြတ်ပြန်ပြီးထူထောင်ခဲ့တယ်နော်အဲ့လိုလုပ်ရမယ်ကွအဲ့လိုမလုပ်ဘဲနဲ့ UNESCO ကအကူအညီလိုချင်လို့ဒါတွေမပြုတ်လွင်နဲ့ဒီတိုင်းထားမစင်သူသမိုင်းပြတ်သွားမှာပေါ့ပျက်စီးသွားမှာပေါ့ဖျားတွေအောင်လို့ပျက်စီးသွားရင်သူသမိုင်းမရှိတော့ဘူးအကုန်သွားမှာလေအဲ့တော့ UNESCO ပြောတဲ့အတိုင်းလည်းတို့ကမလုပ်နိုင်ဘူးကွဟုတ်လားတို့ရိုးရည်ချင်းမှုလို့သူသိရဟုတ်ကဲ့ပါနော်အဲ့တော့ UNESCO ပြောတိုင်းတော့လိုက်မလုပ်နိုင်သူတို့အတိမပြုနော်တို့ရဲ့ရိုးရည်ချင်းမှုတို့ရဲ့အမျိုးသားရည်ချင်းမှုတို့ခုနန်းစင်တာလို့ထင်ရအောင်ဟုတ်ကဲ့ပါအဲ့တော့သူ့ကိုကြားပြီးကျေးဇူးတင်ပါတယ်ကဲလက်ခံလိုက်တာပြောတာဟုတ်ကဲ့ပါ